ရေကျူးထမဝိုင်းမှာစုစုပါတယ်ဒီနေ့တော့အသားဟင်းလေးတွေမစားချင်တာနဲ့ကြက်ဥဖောက်ချက်လေးချက်စားဖြစ်ပါတယ်အရင်ဆုံးကြက်သွန်နီလေးတွေစီတက်ပါမယ်ကြက်သွန်နီလေးတွေနည်းနည်းနွမ်းလာရင်ကြက်သွန်ဖြူလေးပါထည့်ပြီးတော့စီတက်ထားပါမယ်ခဏနေငုတ်သီးအကျန်းမုတ်အယောင်တင်မုတ်စနွန်းမုတ်အနှဲငယ်ထည့်ပြီးတော့မှွေထားလိုက်ပါမယ်ငံပြာရည်လေးလည်းထည့်လိုက်ပါမယ်ငပိလေးလည်းထည့်ပြီးတော့တေချာမွေလိုက်ပါမယ်ငပိလေးတွေကြည်သွားအောင်ရေလေးနည်းနည်းထည့်ပြီးတည်ထားလိုက်ပါမယ်ပဇွန်ကြောက်လေးတွေလည်းထည့်လိုက်ပါမယ်ပြီးရင်တော့ကြက်ဥလေးတွေကိုအလုံးလိုက်ဖောက်ထည့်လိုက်ပါမယ်ကြက်ဥလေးတွေကြက်သွားအောင်ဆောက်ပြီးတော့ကြက်ဥလေးတစ်ခုနဲ့တစ်ခုကတ်နေတာလေးတွေကိုလိုက်ပြီးတော့ဇွန်းလေးနဲ့ဖြတ်လိုက်ပါတယ်ပြီးရင်တော့ကြက်ဥလေးတွေကိုဟိုဘက်ဒီဘက်လှန်လိုက်ပါမယ်ငရုတ်သီးစိမ်းလေးအုပ်လိုက်ရင်တော့ရတာရှိတဲ့ကြက်ဥဖောက်ချက်လေးရပါပြီရှင်